လောကအတွင်းနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းအကြောင်းတရားဒေသနာတော်သုတ်တန်လေးတစ်ခုကိုခြေပြုပြီးတော့လောကအတွင်းမှာနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းဒီတစ်ခုကိုရှင်းနေဟောပြောတာယူမှတ်သားကြရအောင်လောကဆိုတာဘယ်လိုအဓိပ္ပာယ်နဲ့ခေါ်ထားလဲလို့ဆိုလောကရဲ့အဓိပ္ပာယ်ကလှုပ်စတိပလှုပ်စတိတိလောကောလှုပ်စတိပျက်စီး၍နေတတ်၏ပလှုပ်စတိအလုံးကိုပျက်စီး၍နေတတ်၏ဣတိတသမထို့ကြောင့်လောကောလောကမြည်၏လောကရဲ့လောကဆိုတဲ့ပါဠိဝါဒရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာအကောင်းအဓိပ္ပာယ်နဲ့ဖွင့်တာမဟုတ်ဘူးလုံးဝပျက်စီးနေတဲ့ဧရိယာကြီးတစ်ခုလောကလို့ခေါ်တာပဲနော်အကောင်းလို့မပြောဘူးလောကဆိုတာပျက်စီးနေတာဘယ်ရမှထာဝရမရှိဘူးအလုံးဟာပျက်စီးနေတာတိဆောက်လိုက်ပျက်စီးလိုက်တိဆောက်လိုက်ပြိုကျလိုက်ထာဝရကိုအပြည့်ပဲကိုလှည့်နေလို့လောကလို့ခေါ်တာပါတဲ့မြန်မာလူမျိုးတွေလည်းလောကဆိုတဲ့စကားလုံးကိုအသုံးပြုနေကြတာသို့တော့လောကရဲ့အဓိပ္ပာယ်ကအဲ့ဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နောက်တခြားအဓိပ္ပာယ်တွေလည်းရှိပါသေးတယ်လောကကိုသုံးမျိုးခွဲလိုက်တဲ့အခါကျတော့သရဝရရဲ့တရားဖုံဌာနတွေကိုဩကာသလောကလို့ခေါ်တယ်ရှေ့ကဩကာသဆိုတဲ့စကားလုံးလေးထည့်လိုက်ဩကာသလောကအဲ့ဒီဘုံဘဝတွေမှာဖြစ်ပြီးတော့နေထိုင်ကြတဲ့တတ္တဝါတွေကိုတော့တတ္တလောကအဲ့ဒီဩကာသလောကနဲ့တတ္တလောကနှစ်ခုလုံးကိုခြုံငုံပြီးတော့ခေါ်လိုက်တဲ့အခါသင်္ခါရလောကဒါလောကသုံးပါးဆိုတာပြောတာနော်တတ္တလောကဩကာသလောကတတ္တလောကသင်္ခါရလောကလောကရဲ့အထိပ္ပယ်မူရင်းကတော့လုံးဝပျက်စီးနေခြင်းလို့ဆိုတဲ့အထိပ္ပယ်ပေးတာဖြစ်လိုက်ပြက်လိုက်ဆိုတာတွေနဲ့ကြုံတွေ့နေရလို့လောကတခါတရဝတွေကိုကြတော့ကုသကံအကုသကံတို့နဲ့ကုသကံအကုသကံတွေကိုမိတီးပြီးတော့နေရလို့တတ္တလောကလို့ဒီလိုခေါ်ပြန်တယ်ဩကာသလောကကြတော့သက်ရှိသမဲ့အရာဝတ္ထုတို့ရဲ့တရားဖြစ်လို့လောကလို့ခေါ်ပြန်တယ်သင်္ခါရလောကကတော့ခုနလိုပြုပြင်ရင်ပျက်စီးခြင်းနဲ့ထာဝရမတည်မြဲတဲ့အခြေအနေကြီးတစ်ခုကိုသင်္ခါရလောကလို့ခေါ်တာအဲ့ဒါကိုပဲလောကသုံးပါအဲ့တော့လောကအတွင်းမှာရောက်ရှိပြီးတော့နေကြတဲ့တရဝါတွေလူတွေရှိတယ်နတ်တွေရှိတယ်ပြမတွေရှိတယ်အပေပုံသားတွေရှိတယ်အလုံးလောကအတွင်းမှာရောက်ရှိနေထိုင်ကြတာဖြစ်တယ်ပေါ့လောကအတွင်းရောက်ရှိနေထိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေကြတယ်နောက်ဆုံးမှာဘဝမှာအဆင်ပြေလို့ချမ်းသာတယ်ဆိုတဲ့ဘုံဘဝတွေမှာတောင်းပါပဲသိဆုံးရခြင်းဆိုတဲ့နောက်ဆုံးအခြေအနေတစ်ခုကတော့အလုံးရင်ဆိုင်ရတာပြမာတွေလည်းရင်ဆိုင်ရမှာပဲနတ်တွေလည်းရင်ဆိုင်ရမှာပဲလူတွေလည်းရင်ဆိုင်ရမှာပဲ
လောကသားထဲမှာဩကတလောကကြီးထဲမှာသက်ရှိတရားဝါတွေဟာတဏှာထဲမှာတိတိငြိမ့်ငြိမ့်ထာဝရနေရတဲ့ဆိုတာမရှိဘူးဒီနေ့ကျတော့ထွက်ခွာရမှာပဲအလုံးဟာကောင်းတဲ့နေရာကဖြစ်စေမကောင်းတဲ့နေရာကဖြစ်စေအလုံးဟာဒီနေ့လောကကြီးကထွက်ရမှာပဲဖြစ်တယ်ထွက်တယ်ဆိုတာရွှေ့ပြောင်းနေထိုင်ခြင်းပဲဖြစ်တယ်ဒီလောကတည်းကထွက်သွားတာမဟုတ်သေးဘူးအဲ့တော့လောကဆိုတာပြိုကျပျက်စီးပြီးတော့ထာဝရတည်ငြိမ်တဲ့အရာမဟုတ်ထာဝရပြုပြင်ပေးနေရလို့ပျက်စီးနေတဲ့အရာကြီးလို့ဆိုတာကိုဒီနေ့နှစ်သက်ဦးနိုင်ငံတကာနှစ်သက်ကူနှစ်ဦးကာလမှာမိမိတို့ရဲ့အသိဉာဏ်ထဲမှာဒါတစ်ခုမှတ်သားထားဖို့လိုတယ်ပေါ့လောကကြီးဟာထာဝရနေရတဲ့နေရာမဟုတ်ဘူးလောကထဲမှာရှိသမျှအရာတွေဟာလည်းပဲထာဝရဆိုတာတစ်ခုမှမရှိဘူးတခဏအတွင်းမှာပျက်စီးသွားမယ့်အရာတွေသာဖြစ်တယ်ဆိုတာအဲ့ဒီလိုသိတဲ့အသိဉာဏ်ဟာဝိပဿနာဉာဏ်ပဲပေါ်တာလေဘုရားဘာသာဝင်တို့ဖို့အကောင်းဆုံးကုသိုလ်လုပ်ချင်လို့ရှင်တော့အဲ့ဒီအသိဉာဏ်ရအောင်လုပ်ဖို့ပဲလုပ်တယ်ကုသိုလ်ဆိုတာအသိပညာကိုလည်းကုသိုလ်လို့ခေါ်တာပဲအဲ့ဒီအသိပညာဆိုတဲ့ဝိပဿနာကုသိုလ်ဟာကုသိုလ်ထဲမှာတော့အကောင်းဆုံးကုသိုလ်လို့သူတို့ဆိုတယ်အဲ့တော့လောကထဲမှာအကောင်းဆုံးဖြစ်အောင်အကောင်းဆုံးအသိဉာဏ်နဲ့နေထိုင်မှုလိုအပ်တယ်ပေါ့သို့တော့တရားဝါတိုင်းဟာအဲ့ဒီအသိဉာဏ်မျိုးရှိလားဆိုမရှိဘူးတရားဝါရဲ့အနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မိမိရရှိထားတဲ့တခဏတာအခြေလေးတွေပေါ်မှာရှင်မှုမေ့လျော့နေကြတာသာဖြစ်တယ်ထာဝရလို့ထင်ပြီးတော့ရမှုမေ့လျော့နေကြတာကိုရရှိထားတဲ့အခြေအနေတစ်ခုကထာဝရလို့အောင်းမေ့နေကြတာအဲ့လိုနဲ့ပဲမအိုရောမဲ့ပုံမသေးရောမဲ့ပုံပျော်ရွှင်ပြီးတော့ကြုံရမယ့်ဒုက္ခတွေကိုမေ့ထားပြီးတော့ရှေမောပျော်ရွှင်ပြီးတော့လူတွေဟာနေတာအဲ့ဒါကိုရစ်မှုချင်းမေ့လျော့ခြင်းလို့ခေါ်တယ်တရားဝါတွေဟာရစ်မှုမေ့လျော့ပြီးတော့နေကြတာအကြည့်ပဲအကုန်လုံးအယက်သေးစာမူရစေဝသုံးဆွဲပြီးတော့အဖြစ်မှန်ကိုမသိလို့ပျော်ပါနေကြတဲ့အမှုသမားအတောက်သမားတွေရဲ့ပျော်ရွှင်မှုမျိုးပဲလောကလူသားတွေဟာအသိဉာဏ်ကဲမဲ့စွာနေထိုင်ကြတယ်ဆိုတာကိုရှင်မှုခြင်းမေ့လျော့ခြင်းလို့သူတို့ပြောတာအဲ့ဒါလို့ရင်မှုမေ့လျော့နေပြီးတော့ဘဝတစ်ခုဟာဒုက္ခနဲ့ကြုံတွေ့ပြီးတော့ဆုံးသက်သွားပြန်ဘယ်ဘဝပဲဖြစ်ဖြစ်ထာဝရတည်ငြိမ်ရတဲ့ဘဝမရှိဘူးသေဆုံးခြင်းကတော့အကြီးအကျယ်ပြောင်းလဲခြင်းဖြစ်တယ်သေဆုံးခြင်းမဟုတ်ခင်လည်းပဲလောကမှာတည်ငြိမ်စွာအေးချမ်းစွာနေနိုင်တဲ့ဆိုတဲ့အခွင့်အရေးဟာမရှိသလောက်ရှားပါတယ်ပေါ့အဲ့တော့လောကမှာနေပြီးတော့ဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံသွားကြတဲ့ပုဂ္ဂိုလ်ဟာလောကအတွင်းမှာကိုယ်လက်ရှိရရှိထားတဲ့ဘဝရဲ့အခြေအနေဆိုးတဲ့ဘဝမျိုးကိုရောက်ရှိသွားကြတယ်ဥပမာမဲ့လူဘဝကနေပြီးတော့အပေပုံရောက်သွားတယ်ဆိုရင်ဒါအခြေအနေအလွန်ဆိုးတဲ့ဘဝကိုရောက်သွားတာလို့ခေါ်တယ်လူဘဝကနေပြီးတော့နတ်ပြည်ရောက်တယ်မြမပြည်ရောက်တယ်ဆိုရင်ဒါအခြေအနေတစ်ခုကောင်းသေးတယ်လို့ပြောရမယ်အဲ့ဒီလိုအခြေအနေဆိုးသွားတာကဘာကြောင့်လဲ